ကဲဒီနေ့မှာတော့ကျွန်တော်ကStarlight ကဖောက်ပြသွားမှာဖြစ်ပါတယ် Starlight ကဖောက်ရင်းနဲ့ weekly back error လေးကိုပါထပ်ပြီးတော့ရှင်းပြသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီပေါ့နော်အခုဆိုရင်တော့အော်တိုဘာလာရဲ့ Starlight skin က 1VE ပဲဖြစ်ပါတယ်ပေါ့နော်ရှိရဲ့ Starlight skin ကျွန်တော်ဘာမှမရသေးဘူးအခုမှခုပဲတွားရသေးတယ် Starlight ဘောက်ကိုကျွန်တော်ဖောက်မယ်ပေါ့နော်အနေဖောက်မယ်တချို့လည်းကန်ထူးကုန်ပြီပေါ့နော်ဒီဘက်နားလေးမှာကြည့်လို့ရတယ်မဖောက်မယ်ဒီနဲ့တုံးလေးဘယ်ဥစ္စာပေါ့နော်အဆုံးကြီးတင်ပေါ့နော်နားရည်ရောက်တယ်နော်နားရည်ရောက်တယ်တစ်ထည့်ပြန်ရှော့မယ်နော်အဲ့ဒါတခါတမ်းမနေနဲ့ပေါ့နော်တစ်ထည့်ပြန်ရှော့မယ်ငါးထီပဲပေါ့နော်ဟိုနေတခါတည်းငါးလို့တမ်းမရင်းနေပေါ့နော်တစ်ထည့်စိတ်ပြန်ရှော့ပေါ့နော်အားကျွန်တော်မှားပါရင်လို့တော့မှားပါကဲမှားပါဆိုရတော့ကျွန်တော်လုပ်ပြီးတော့ပြန်ဝင်ပြန်ထွက်မှာပေါ့နော်မှားပါပြန်ဝင်ပြီးပြန်ထွက်လို့ရတယ်ပေါ့နော်ဟိုဒီကိုယူနေတဲ့ Starlight ကိုမှာပေါ့နော်Premium Starlight နဲ့ Normal Starlight နှစ်ခွက်ကို50ထိနားချက်တွေနဲ့ပေါ့နော်ငါတေးနေ3ဒီငါကဲ Premium ပြရဆို Normal Starlight ကို50ချက်နှိပ်မယ်ပေါ့နော်တေးနေ3ဒီငါကဲအဲ့ပြရကျွန်တော်ဒါလေးကိုနှိပ်မယ်mask တီသွားမှာပေါ့နော်တစ်ထည့်ချင်းတက်ပေါ့နော်အဲ့မှာကျွန်တော်ပေါက်မှာ mask တစ်ခါတည်းနေရောပေါက်ဖို့တော့လာခဲရင်းပါလေကဲအခုတော့50ပြီးသွားထပ်တင်လို့လည်းမရတော့တစ်ထည့်ချင်းပြန်ဆော့မှာပေါ့နော်ကျွန်တော်ဒီမှာတတိထားမှာပေါ့နော်ဟို100မှပြီးမှအစားနေပြန်နေတာမလို့မှာ50ပြီးသွားပြီပေါ့ကဲနေဖောက်မယ်ကဲပေါ်လိုက်တော့ Premium ဖြစ် Normal ဖြစ်ဟာမပေါ့ဘူးဟိုဒမ်းမ400ကျော်ရှိရပေါ့နော်ဘယ်လောက်ကုန်ပါမလဲ450ရှိရပါတော့ဘယ်လောက်ကုန်ပါမလဲဆိုတော့ကြည့်မယ်ပေါ့ level ခွန်ကနေစတင်တာပေါ့နော်ကဲ1 2 3 4 5 1 2 3 4 5ကျွန်တော်ထပ်လုပ်မယ်ပေါ့နော် level max တင်မယ်ပေါ့နော်ခုနကကျွန်တော်က50ဖောက်ဘူးပဲဆိုတော့45ထိပဲရထပ်တင်လို့မရတော့တစ်ထည့်ချင်းပြန်ဆော့မယ်ပေါ့နော်5ထိရအောင်ဒီပတန်လေးကပေါက်တဲ့လူတော်တော်များတယ်ပေါ့နော်ဟိုတစ်ခေါက်ဖောက်ပြသွားဆို150ထင်းနဲ့ပေါက်တယ်ဒီက100ထင်းနဲ့ပေါက်လိုက်တော့အေးပေါက်သွားပြီဟာဘရာလာလို့ကန်ကောင်းချက်100ထင်းနဲ့ကိုပေါက်တာကန်ကောင်းချက်အဲ့ဒါပဲဆိုဘရာလာလို့ဟိုတစ်ခါဟိုပေါက်ထားတယ်150နဲ့ဒီက100ထင်းနဲ့ပေါက်တာဒိုင်းမှု100ထင်းနဲ့ပေါက်တာခုတစ်ခါဆိုပြကျွန်တော်ဖောက်လိုက်သေးတယ်ဒိုင်းမှု153လေးရတယ်အဲ့တော့မှပေါက်သွားပါဘောနော်ဒီကားတော့မှ100ထင်းနဲ့ကိုပေါက်တာပရီမီယံလေးပဲယူနေပါဒါပေမဲ့ကျွန်တော်ထပ်မပေါက်တော့ဘူးဘောနော်တခါ10ခါလေးနဲ့မဆိုးလို့ပြောလို့ရတယ်တော့ဒီကမကြိုက်တယ်လို့ပေါ့နော်ဒီလိုမျိုးတင်ပါဘောနော်ကျွန်တော်ပေးမှာတကက်ကတော့ကျွန်တော်သုံးမယ်ပေါ့နော်နှစ်ကက်ရှိတယ်ဘရာလို့ကျွန်တော်ပေးမယ်တကက်ကတော့ကျွန်တော်သုံးမယ်ပေါ့နော်ကဲနောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီ weekly back error မပြောခင်တော့ဂျားပြက်လိုက်အောင်ပေါ့ဒီ Starlight ကကျွန်တော်လာမေးကြတယ်ဘရာတဲ့ Starlight ကတဲ့ဘယ်လာလောက်ပဲခံတာလဲတဲ့သူ့ရက်ပြေသွားကုန်သွားတာဘရာလို့အဲ့ဒီ Starlight ကလေတိလားမတုံးမချင်းမကုန်ဘူးတော့မတုံးမချင်းဆိုအခုဒါလို့10လထားမယ်ဆိုလည်းရတယ်ဟုတ်တယ်10နှစ်ထားမယ်ဆိုလည်းရတယ်ဘရာလို့ဒီအကောင့်မပြတ်မချင်းထားဘာမှဖြစ်ဘူးဘရာလို့ဒါပေမဲ့ Starlight က number ဝင်ပြီးသွားဆိုတော့အဲ့ကကုန်သွားလိမ့်မယ်သူတလားပြေသွားကုန်သွားမယ်ပေါ့နော်ကဲနောက်တစ်ခုက weekly back error လေးကျွန်တော်တို့တွားလိုက်မယ် weekly back error မှာဆိုရင်ပေါ့နော်ကျွန်တော်တို့မန်တမ်းမိုးက weekly back က10ခုပဲဖြည့်လို့ရတယ်နော်weekly back 10ခုပြင်ပို့ဖြည့်လို့မရဘူး10ခုပြရပဲအကောက်တစ်ခု10ခုလည်းဖြည့်လို့ရတာလို့ပြောတာမဟုတ်ဗျာတစ်ခါဖြည့်ရင်10ခုပြင်ပို့ဖြည့်လို့မရဘူးနော်အဲ့ဒါဘယ်လိုပုံစံလဲဆိုကျွန်တော်မှာ14ရက်နဲ့3နာရီတန်တည်းမှာကျွန်တော်တို့ဘယ်လိုပုံစံလဲဆိုတော့နော်ဒီမှာကြည့်တော့ဆိုရင်
ဆိုရပါတော့ဒီမှာနော်ခုနှစ်30ဆိုခုနှစ်မြောက်30ဆိုတာအဲကျွန်တော်နော်ဒီမှာပေါ့နော် weekly ပါ3ပတ်တိတိကိုကျွန်တော်ဖြည့်ရတယ်အဲကျွန်တော်ခုနှစ်လို့တင်တယ်နော်အဲ့ဒီခုနှစ်မှာဆိုရပါတော့ကျွန်တော်တို့အဲခုနှစ်ကတ်ခုနှစ်ခါထပ်ပြည့်လို့ရရပါတော့အဲ့ဒီခုနှစ်ခါကိုကြော်ပြီးတော့ပေါ့နော်စစ်ခါဖြည့်ပြီးမယ်ဆိုအဲ့ဒီ weekly ဘက်ကဂျားထဲမှာပြတ်သွားမှာပေါ့နော်ဆိုတော့ green card ထဲကိုလည်းမရောက်ဘရာတော့ဆေးလာစီကိုလည်းပြန်မရောက်ဘူးနော်ရောင်းတဲ့လူစီလည်းပြန်မရောက်ရောင်းတဲ့လူကပတ်စံပြန်ပြီးမှမဟုတ်တော့ဘူးနော်အဲ့ဒါကြောင့်ကျွန်တော်10ခုစီပဲဖြည့်လို့ရပါတယ်မှာပေါ့နော်10ခုစီပဲဖြည့်လို့ကျွန်တော်3ခုဖြည့်တာဖြစ်တယ်နောက်9ခုဖြည့်လို့ရဗရာတော့တစ်ခုပဲဖြည့်ရတယ်အဲ့မှာ6လို့ပေါ်နေလိမ့်မယ်ပေါ့6လို့ထပ်ဖြည့်လို့ရ6လို့ပေါ်နေဟာဗရာတော့10ခုလောက်ဖြည့်လိုက်မယ်ဆိုရင်တော့ကျွန်တော်ပြတ်သွားမှာပေါ့နော်ကျွန်တော်weekly ဘက်ကဂျားထဲမှာဟိုမရောက်ဒီမရောက်ပြတ်သွားမှာပါကဲနောက်တစ်ခုကျွန်တော်တို့ဒီဘက်ကျွန်တော်တို့မကြခင်လာတော့မယ်ဆိုရဲmobile ချက်ရဲ့6နှစ်ပြည့် anniversary event မကြခင်လာတော့မှာပေါ့နော်9ရက်နဲ့10လအဲ့ဒါလာပြီးတိတ်မကြရဲတော်တော်ကြာမှာဗျာနော်2လဒီလာပြီးနောက်တစ်လလောက်နေတော့ promoter မှုနေလာပြီလို့ကျွန်တော်ထင်တယ် promoter မှုနေပြန်လာတော့မယ်ပေါ့နော် advance server မှာရောက်နေပြီရောက်တင်ပြီလားကျွန်တော် advance server မရှိသိမသိဘူးနော်ဒါတော့ပြည့်တယ်ဒါမဲ့ကျွန်တော် advance server မရှိတဲ့အတွက်ကျွန်တော်မသိဘူးပေါ့နော် advance server အကြောင်းadvance server အကောက်ဖွင့်နေကျွန်တော်လာမယ်မအောင်မြင်ဘူးပေါ့နော် advance server အကောက်ဖောက်တဲ့နည်းလေးပါလေဒီကျွန်တော်ပြောပြဟိုပေးသွားပေါ့နော်ဒီဥစ္စာပထမဦးကျတော့တက်နေနေဆိုပြီးဝင်မလို့ပဲနောက်ပိုင်းကျကျွန်တော်မဝယ်တော့ပါဘူးဆိုပြီးတော့ထားလိုက်တာပေါ့နော်ထော်ရပဲဖောက်တော့မယ်996လုံးတန်တယ်ပေါ့နော်ဒီဥစ္စာမတန်လည်းမတန်ဘူးလို့မဝယ်တော့ဘူးဆိုပြီးကျွန်တော်နေလိုက်တယ် Ampere Vico ကျွန်တော်ဖောက်နေတယ်ဒါပေမဲ့ကျွန်တော်ဖတ်တမ်းမတိလို့တခြားမဖောက်သေးဘူးဖောက်တာတော့တကယ်ကိုဖောက်နေတယ်ကျွန်တော်ကြိုက်တယ်အတက်ဆုံး Vico ပြောရမယ်ဆိုရင်တော့ပေါ့နော်ဟိုတော့ကျွန်တော်ဒီ Vico ကိုကြိုက်တယ်ဒါပေမဲ့အဲ့ Vico ကအိုးနေချန်ပီယံအတင်းရှေ့ပြီးထုတ်တာဒီ Vico လေးကပုံမိုက်တယ်ပေါ့နော်ဒီ Vico ကိုပဲကြိုက်တာပေါ့နော်နောက်ထပ်ပြီးခုနကလေးမှာတော့ဘင်ကိုလေးရဲ့ဒီလိုလေးကြားလဲလို့ကတော့2 4 6 9ပေါ့နော်9တာကြားလဲလို့ကတော့တကောင်ကတော့အေးရှိရဒါပေမဲ့ကျွန်တော်ကန်အဲ့လိုဒီမကောင်းနေဘူးဆိုရင်အနေရမှာကျွန်တော်သိတယ်ပေါ့နော်အဲ့ဒါကျွန်တော်ဒါလေးကိုမလဲတော့ဘူးပေါ့နော်ကဲဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲကိုရန်ဂိမ်းမျိုးရောအားပေးကြတဲ့ဦးစီးနေတန်းကိုလည်းအထူးကျေးဇူးပဲရှိပါတယ်ကဲနောက်နေ့မှထပ်တင်မယ် see you guys next video